သွေးစွန်းနေတဲ့ငှက်မွေးတစ်စကကျွန်တော်ပခုံးပေါ်ကျလာမလန်းမကန်းမှာတော့လဲကြောက်တကြားနဲ့ပဝင်းလေးတယောက်ကိုချိုချင်နဲ့ဖျားယောင်းနေတယ်ဘေးနားကလူတွေကတော့ကျွန်တော်နှလုံးသားတစ်ခုလုံးတုန်လှုပ်သွားတယ်ဘာလို့လဲဆိုတော့ငယ်ငယ်တုန်းကအဲ့ဒီနေ့ကလည်းဒီလိုပဲအလဲစားခံခဲ့ရကျွန်တော်ကိုချိုချင်ပေးခဲ့တယ်ကျွန်တော်လည်းဘာမှမစင်စားပဲမကန်ပြီးအဲ့ဒီချိုချင်ကမြေတကောင်အဖြစ်ပြောင်းလဲသွားပြီးကျွန်တော်အော်ဟစ်ဖို့စူးစမ်းပေမဲ့ကျန်းနဲ့လက်တဆုံကကျွန်တော်ဘာဆက်ကိုပိတ်လိုက်တယ်မှောင်တီးကျသွားတဲ့အထိအဲ့ဒီနောက်ဟာလာဟင်းလင်းပြင်းမဲ့စွာနဲ့အလင်းနဲ့တစ်ခုဖြတ်တန်းသွားတယ်ကျွန်တော်လည်းအဲ့ဒီအလင်းနဲ့စီကိုခေါ်ပြီးပြေးသွားခဲ့ပေမဲ့အဲ့ဒါဟာကျွန်တော်အာကိုတကြီးနဲ့ထိတ်လန့်မှုချောင်းတွေကမစ်စီကိုသွားခဲ့တယ်ဒါပေမဲ့အမေကကျွန်ုပ်ခြေထောက်ကသွေးတွေကိုမြင်တဲ့အခါဝမ်းနဲ့ကြေကွဲစွာနဲ့ကျသွားခဲ့တယ်ပြီးတော့ထွက်လာခဲ့တယ်အဝိစားနေနေတဲ့ဝတ်လို့ဆိုကျွန်ုပ်ခန္ဓာကိုယ်ကအဖြစ်စတင်တောက်ပလာကန်ကောင်းတာကတော့ငှက်ဖြူလေးတကောင်မှကျွန်ုပ်ကိုထူးထူးဆန်းဆန်းမကြည့်ကြဘူးသူတို့အားလုံးမှလည်းဒါတောင်မှကျွန်ုပ်နှလုံးသားထဲကအမောင်ထုကဘယ်တော့မှပျောက်ကွယ်မသွားခဲ့ဘူးကျွန်တော်အစွမ်းကုန်ပြန်တိုက်ခိုက်ခဲ့တယ်နောက်ဆုံးမှာကျွန်တော်အတောင်ပံတွေလက်တွေအော်ဟစ်ညင်းဆန်ပြန်ပြောင်း